Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နှုတ်ဆက်ခောက်ဆွဲချက်နည်းလေးကိုတောင်းဆိုထားတဲ့သူများအတွက်ချက်ရတာလွယ်ကူယူရှင်းပြီးတော့အရသာအရန်ရှိတဲ့နှုတ်ဆက်ခောက်ဆွဲအလွယ်ချက်နည်းလေးကိုလာမျှပြရရှိပါတယ်ပထမဆုံးရေဆေးသက်စင်ပြီးတော့အတုံးသေးတွေလှီထားတဲ့စက်ပေါင်နှစ်ဖက်စာတွေကိုရတာတွေနဲ့နှက်ထားပေးလိုက်ပါတယ်။ရတာတွေကတော့သူ့တွေကိုစားနှဲငယ်ပြီးတော့အသားမုံနှဲငယ်နဲ့တကြားလေးနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်။ပြီးတော့စနေမုံလေးနှဲငယ်ကိုထည့်ပြီးတာနဲ့အားလုံးကိုတမသွားအောင်ဖြူတို့နယ်သွားပေးလိုက်ပါမယ်နော်။ဖြူကတော့ဒီနေ့အိမ်မှာလက်အိတ်လေးကုန်းနေတာနဲ့ဇွန်လေးနဲ့ပဲနယ်သွားပေးလိုက်ပါရရှင်။ဖြိုးနဲ့သွားလိုက်တာအားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ခဏလောက်နှက်ထားပေးလိုက်ပါမယ်နော်ဒီချက်သားကိုချက်သားနှက်ထားရင်းနဲ့ဂျင်းနှဲငယ်ချက်တော့ဖြူ3ဝါနဲ့ချက်တော့နေ3လုံးစာကိုညှက်သွားတဲ့အထိထောင်းသွားပေးလိုက်ပါတယ်ဒီချက်နေလေးရဆိုလို့ရှိရင်အရင်လွယ်ကူတယ်ပေါ့နော်ဖြိုးကအလွယ်ကူဆုံးနဲ့အမြတ်ဆန်ဆုံးလေးချက်ပြထားပါတယ်ရှင်ကဲဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ဟင်းအနှစ်လေးရတော့ရပါပြီဒါကတော့နှုတ်စိတ်ခောက်ဆွဲမှာအတိကပါဝင်တဲ့နှုတ်စိတ်250မီလီလီရဲ့ပြီးတော့ပြုတ်ပြီးတော့လှီထားတဲ့ကြက်ဥနှလုံးစာရဲ့ပြီးတော့အစိတ်ကြီးတွေစိတ်ထားတဲ့ကြက်သွန်နေပါမယ်ပြီးတော့ခဏကဖြူတို့ထောင်းထားတဲ့ကြက်သွန်နေအနှစ်လေးပေါ့နော်ကဲပြီးရင်တော့ဖြူတို့ပဲအနှစ်လေးလာချုပ်ပေးထားလိုက်ပါမယ်နော်အရင်ဦးဆုံးပကံတစ်လုံးထဲကိုပဲအစိတ်မုံဓမိတ်စာစုံနဲ့3စုံနဲ့တစ်ဝက်စာလောက်ကိုထည့်ပြီးတော့ရေကိုနဲ့ချင်းစီထည့်ပြီးတော့ဒီပဲအစိတ်မုံလေးတွေပျော်သွားတဲ့အထိပေါ့နော်ခဏလောက်မှွေသွားပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုသုံးထားတာရေတက်400မီလီလီရှိပါတယ်ဒီပဲစိမ့်မုတ်လေးတွေလုံးဝပျော်သွားတဲ့အထိမှွေသွားပေးလိုက်ပါမယ်ရှင်ဖြိုတို့မှွေသွားလိုက်တာအားလုံးလည်းပျော်သွားပြီဆိုလို့ရှိရင်တော့ဂျိုမဲ့အိုးထဲကိုစကားဆက်ချပေးထားလိုက်ပါမယ်ပြီးရင်တော့သူ့ကိုမျိုးပေါ်တင်ပြီးတော့ဂျိုသွားပေးလိုက်ပါမယ်နော်ဒီနေရာမှာပုံမှန်ဆိုလို့ရှိရင်တော့ကလဘဲဝါလေးကိုတညရေစိမ့်ပြီးပြုတ်ပြီးတော့ပေါ့နော်ညှက်သွားတဲ့အထိထောင်းပြီးတော့သုံးကြပါတယ်ဖြိုကတော့အဲ့လိုလုပ်ရင်ချိန်ကြမှာဆိုတော့နဲ့ဒီပဲစိမ့်မုတ်လေးကိုပဲသုံးထားတယ်ပေါ့နော်ဒီနည်းလေးကဆိုလို့ရှိရင်အရင်လဲလွယ်ကူယူရှင်းတယ်ပြီးတော့ရတာကလည်းအရင်ကိုကောင်းပါတယ်ရှင်ကဲပြီးရင်တော့ဖြူတို့ပဲအနှစ်လေးကလုံးဝပြည့်ပြည့်လေးဖြစ်ပြီးတော့ပေါ့နော်ပဲအစိမ့်နဲ့လေးတွေပျောက်သွားတဲ့အထိကြိုးသွားပေးလိုက်ပါမယ်ကဲခုဆိုလို့ရှိရင်တော့ဖြူတို့ကြိုသွားလိုက်တာပဲအနှစ်လေးကလုံးဝပြည့်ပြည့်လေးနဲ့ပေါ့နော်ပဲအစိမ့်နဲ့လူတွေလည်းပြောင်းနေပါပြီဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ပဲအနှစ်လေးကတော့ရပါပြီရှင်ပြီးရင်တော့သူ့ကိုမျိုးပေါ်ချပြီးတော့ချက်သားဟင်းလေးကိုချက်ပေးလိုက်ပါမယ်ချက်သားဟင်းချက်ရန်အတွက်ဖြူကအိုးထဲကိုစီထည့်တယ်စီလေးပူလာပြီဆိုတာနဲ့စနင်းမုံလေးနဲ့ငယ်ကိုထည့်ပြီးတော့ခုနကထောင်းထားတဲ့ချက်တော်ဖြူချက်တော်နေနဲ့ဂျင်းတို့ကိုထည့်ပြီးတော့စီတက်ပေးသွားလိုက်ပါတယ်ရှင်စီတက်လေးကအနက်လေးမွေးလာတဲ့အထိပေါ့နော်ခဏလောက်ချိန်လေးပေးပြီးတော့စီတက်ပေးသွားလိုက်တယ်ဖြူရွဲစီတက်လေးကအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ငှုတ်တီစိမ့်မုံပေါ့နော်ကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါမယ်ဖြူကတော့ထမင်းစားစွန်းနဲ့တစွန်းစာလောက်ကိုထည့်ပေးလိုက်တယ်ပြီးရင်တော့အားလုံးကိုတမသွားအောင်ပြန်ပြီးတော့မှွေသွားပေးလိုက်ပါမယ်ကဲဖြိုးတို့စီတက်ပေးသွားလိုက်တာဒီအစိမ့်မုတ်လေးကအစိမ့်မုတ်နဲ့လေးပျောက်ပြီးတော့ပေါ့နော်အနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ရတာတွေနဲ့နှက်ထားတဲ့ကြက်သားကိုထည့်ပြီးတော့လုံထားပေးလိုက်ပါမယ်အားလုံးကိုတမသွားအောင်တေချာလေးလုံပြီးတာနဲ့ဖြိုးကကြက်သားရဲ့သားလေးတွေတင်းတင်းလေးဖြစ်လာတဲ့အထိပေါ့နော်အဖုံးလေးအုပ်ပြီးတော့ချက်သွားပေးလိုက်ပါတယ်ရှင်ဒီမထက်သေးပဲပေါ့နော်ကဲဖြိုးတို့ချက်သွားလိုက်တာပပတ်ဆူပြီးတော့ချက်သားရဲ့သားလေးတွေကလည်းခုလိုမျိုးလေးတင်းတင်းလေးဖြစ်လာပြီဆိုလို့ရှိရင်တော့နည်းနည်းလေးမှွေပေးလိုက်မယ်ခဏလောက်မှွေပေးလို့ရှိရင်တော့ဖြိုးတို့ရေကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါမယ်ရေကိုဖြိုးတို့ကိုလိုအပ်သလောက်ထည့်ပြီးဆိုလို့ရှိရင်တော့အစင်သစ်စိတ်ထားတဲ့ဒီချက်သွန်လေးကိုထည့်ပေးလိုက်မယ်ပြီးရင်တော့နည်းနည်းလေးမှွေပြီးတော့သူ့ကိုဖုံးလေးအုပ်ပြီးတော့ပပတ်ဆူလာတဲ့အထိချက်သွားပေးလိုက်ပါမယ်နော်ကဲဖြိုးတို့ချက်သွားလိုက်တာအနက်လေးမှွေပြီးတော့ပပတ်ဆူလာပြီဆိုလို့ရှိရင်တော့ခဏကကြိုထားတဲ့ဒီပဲအနှစ်လေးကိုပေါ့နော်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အားလုံးကိုတမသွားအောင်မှွေထားပေးလိုက်ပါမယ်နော်ဖြိုးတို့မှွေသွားလိုက်တာအားလုံးတမသွားပြီဆိုလို့ရှိရင်တော့ပြုတ်ထားပြီးသားကြက်ဥနှလုံးစာကိုထည့်ပေးလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့နောက်တစ်ခါပပတ်ဆူလာတဲ့အထိပေါ့နော်ချက်သွားပေးလိုက်ပါမယ်ရှင်နောက်တစ်ခါလည်းပပတ်ဆူလာပြီဆိုလို့ရှိရင်တော့ဖြိုးတို့အစစ်သေးပြင်ထားတဲ့နှုတ်စိမ်းကိုထည့်ပေးလိုက်ပါမယ်နှုတ်စိမ်းဖြိုးထက်ထားတဲ့ပမာဏဆိုလို့ရှိရင်တော့ဟင်းရည်လေးကပြည့်ပြည့်လေးဖြစ်ပါရဲ့နော်တကယ်လို့ဟင်းရည်ပြစ်တာမကြိုက်ဘူးဆိုလို့ရှိရင်တော့နှုတ်စိမ်းပမာဏကိုလျှော့ပြီးတော့ထည့်ပေးနိုင်ပါတယ်ရှင်ကဲပြီးရင်တော့အားလုံးနှက်သွားအောင်ပြန်မှွေပြီးတော့အဖုံးလေးအုပ်ပြီးတော့ဆက်ပြီးတော့ချက်သွားပေးလိုက်ပါမယ်နော်နောက်တစ်ခေါက်ဆူလာတဲ့ထိပေါ့နော်ကဲနောက်တစ်ခေါက်လည်းပပတ်ဆူလာပြီဆိုလို့ရှိရင်တော့အားလုံးကိုနှက်သွားအောင်ပြန်မှွေပေးလိုက်တယ်ခဏလောက်မှွေပြီးတာနဲ့ရတာပေါငယ်ကိုမြည်ကြည့်ပေးလိုက်ပါတယ်ဒီနေရာမှာရတာပုံငံကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်ရှင်ဖြူတော်သူတွေကိုအသားမုတ်လေးနှင်းငယ်ပြီးတော့စားလေးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်ရှင်ကဲပြီးရင်တော့အားလုံးကိုနှက်သွားအောင်ပြန်ပြီးတော့မှွေသွားပေးလိုက်ပါမယ်
ကဲအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့ရတာအောင်တော့တစ်ခါမြည်ကြည့်လိုက်တယ်ရတာလည်းလုံးဝစစ်ကြည့်ပြီဆိုလို့ရှိရင်တော့ဖြူတို့ရဲ့နှုတ်ဆက်ချက်သားအိုးလေးကတော့ချက်ပါပြီချက်သားအိုးလေးလည်းချက်ပြီဆိုလို့ရှိရင်တော့ဖြူတို့ခောက်ဆွဲပြုတ်ရန်အတွက်ပွက်ပွက်ဆူတဲ့ရင်တွေအိုးထဲကိုစားလေးနဲ့ငယ်နဲ့စီလေးလဲငယ်ကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ခောက်ဆွဲကိုဖြူတို့4-5-6မိနစ်လောက်ပြုတ်ထားပေးလိုက်ပါမယ်နော်ပြုတ်သွားလိုက်တာ4-5-6မိနစ်လောက်ရပြီဆိုလို့ရှိရင်တော့ခောက်ဆွဲကိုကြက်မကြက်ဖြူတို့လက်လေးနဲ့ကိုက်ဆန်းကြည့်လိုက်မယ်ခောက်ဆွဲကလည်းလုံးဝနူးနေပြီဆိုလို့ရှိရင်တော့ရပါပြီနော်ကဲပြီးရင်တော့ခောက်ဆွဲကိုရေတခြားစစ်ပြီးလို့ရှိရင်တော့ဖြူတို့စားမကင်ထဲထည့်မယ်ပြီးရင်တော့ချက်ထားပြီးသားချက်သားဟင်းပူပူလေးကိုအပေါ်ကလောင်းပြီးလို့ရှိရင်တော့ကိုနှစ်သက်ရတရွက်လေးတွေနဲ့တွဲစားနိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့လွယ်ကူရွှေရှင်းပြီးတော့ရတာအရန်ကောင်းတယ်ဖြူတို့ရဲ့နှုတ်ဆိတ်ခောက်ဆွဲလေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့ညွှန်လိုက်ပါရရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်ဒါဆိုဖြူရဲ့နောက်ဝေသက်တွေမှာပြန်ဆောင်ရမယ်နော်အားလုံးဘိုင်